Hello အားလုံးပဲမင်္ဂလာပါရှင်စုပါဒီနေ့မှာတော့စုရဲ့ဘွားမကြခဏစုတို့လှုပ်ကျွေးနေကြဖြစ်တဲ့မိုးချိုးလေးမိုးလေးကိုလုပ်ပြမှာဖြစ်ပါတယ်စုရတို့အဆုံးလေးကြည့်ပါအောင်နော်150 gram ရှိတဲ့ကောင်းကြီးမို့တို့ကိုတုံးထားပါတယ်ပြီးသွားရင်တော့ဆန်မို့ကို3ချိုးချိုးထည့်ပါတယ်ဒီနေရာမှာဘေကင်းပေါင်ဒါထည့်ခြင်းနဲ့ထည့်ပါနော်စုကတော့ဘာမှမထည့်တော့ပါဘူးရှင်ရွေးကိုနည်းနည်းချင်းစီထည့်ပြီးမှွေပေးပါတယ်ဒီမုတ်သားနေတဲ့အခါမှာယူနေသုံးတာကပို့အဆင်ပြေတယ်ပေါ့နော်ရှင်ရွေးသုံးတဲ့အခါမှာမုတ်သားကပို့အစည်းပေါက်ပြီးတော့မိုးချိုးလေးလေးတဲ့အခါမှာလည်းလွယ်ကူစေပါတယ်အားရပါရနေပြီးသွားရင်တော့အခန်းပူချိန်မှာနိုင်ဝက်တနိုင်လောက်ထားပေးလိုက်ပါတယ်ပြီးသွားရင်တော့ထညက်ကြိုပါမယ်စုလို့ဒီမှာထညက်တော့မရှိဘူးပေါ့နော်ထညက်နဲ့စင်ကြိုတဲ့တန်တကာလိုပုံစံမျိုးပဲကြိုလိုက်ပါတယ်စုရဲ့မိုးချိုးတဲ့ recipe ကအဖွားလုံးနေကြအတိုင်းပဲစုလုပ်တာဖြစ်ပါတယ်။မိုးလကောင်းနဲ့တော့နည်းနည်းစင်ကြတယ်ပေါ့နော်။ဒီထညက်ရိုးလည်းကိုကအပြည့်ကျန်အပြည့်လေးလုပ်ပါနော်။အကျဲကျန်အကျဲလေးလုပ်ပါ။ပြီးသွားရင်တော့မိုးချိုးလေးဆိုတဲ့အတိုင်းမိုးလေးကိုကျိုးလေးလိုမျိုးလိမ်ပေးပါမယ်။ဒီနေ့မှာမိုးချိုးလေးလိမ်တဲ့အခါမှာလည်းကိုကအကြီးကျန်အကြီးလိမ်ပါနော်။ကိုတေးသေးလေးချိုင်းတေးသေးလေးလုပ်လို့ရပါတယ်ဆိုတော့လက်ထဲမှာပါတဲ့ဥစ္စာပဲလုံးလိုက်တာဖြစ်တဲ့အတွက်သေးတဲ့ဥစ္စာလေးသေးပါတယ်ကြီးတဲ့ဥစ္စာလေးကြီးပါတယ်ကိုစိတ်ချိတ်ပါနော်သူတို့ညမှာတော့မိုးချိုးလေးကိုထညက်ရည်နဲ့ပဲဖြစ်ဖြစ်တခြားနဲ့ပဲဖြစ်ဖြစ်ဒိုစားလေးရှိပါတယ်အခုကြည့်နေတဲ့သူရဲ့ဒေသမှာရောမိုးချိုးလေးကိုတခြားရည်ထဲမှာပြန်ချိုးပြီးကျွတ်လေးလှုပ်စားလားဘယ်လိုပြောစားလဲဆိုတာဖြစ်သွားပါအောင်နော်မုတ်သားလေးတွေကိုကျိုးလေးလိုလင်းပြီးသွားရင်ဆိုရင်တော့စကြောပါတော့မယ်မုံချိုးလင်းချိုတဲ့အခါမှာလည်းဒီမုံလေးတွေကိုခောက်ကလေးထားပေးတာပိုကောင်းပါတယ်မဟုတ်ဘူးဆိုလို့ရှိရင်သူကတစ်ခုနဲ့တစ်ခုကတ်တတ်ပါတယ်ပြီးတော့ရင်တော့ဟိုဘက်ဒီဘက်တခါပြန်လန်ပေးပါတယ်မုံလေးတွေရွှေရောင်တန်းလာပြီဆိုလို့ရှိရင်စုလို့တွေဆက်ပြီးလို့ရပါပြီနော်ဆိုရင်တော့စုရဖွာစုတို့မကြခဏလှုပ်ချင်နေကြဖြစ်တယ်မိုးချိုးလေးမိုးလေးရပါပြီကြည့်မယ်နော်然后再搞了，ဒါတော့အညာမိုးချိုးလင်ပေါ့နော်အချားတင်တာတို့များများကတကြားကိုအရေးချိုးပြီးတော့တကြားအရေးထဲမှာဒီမိုးချိုးလင်ကိုထည့်ပြီးတော့ချိုးတာပေါ့နော်အဲ့ဒါကြောင့်ဒီအခွန်ကအမစစ်စစ်နဲ့ကျွတ်လေးပေါ့နော်အပြင်ခွန်ကျွတ်လေးနဲ့အတွင်းသားကအေးလေးပေါ့နော်ဆိုတော့ဘွားလို့ချင်းကြတဲ့ဒီမိုးချိုးလင်ကိုပို့ကြိုက်တယ်ပေါ့နော်အဲ့ပြင်သားကမမာတာကိုတိတ်မချက်ဘူးဒီရောစားလေးကိုပို့ကြိုက်တယ်။တကယ်ရည်နဲ့ပဲစားစား။တကယ်ရည်မကြိုးချင်လို့တကြားနဲ့ပဲပြူစားစား။ Okay တဲ့။စားလို့ကောင်းတယ်ဒါပေမဲ့အဖွားလိုက်ရတော့မမြင်သေးဘူး။အဖွားလိုက်ရမိဖို့ကတော့ကြိုးစားရအောင်မယ်။ဆွေးဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။ Channel လေးကို Subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် Subscribe လုပ်ထားပေးပါဦးနော်။နောက်ဗီဒီယိုတွေမှာတွေ့ကြမယ်။ Bye bye